ရက်ဘီယာတောက်တဲ့ခါမှာကျွန်တော်တို့စိတ်အတွင်းထဲမှာအတန်လေးတိုးတိုးလေးတစ်ခုထွက်တယ်ငါဒါမလုပ်သင့်ဘူးငါဒါလုပ်နေတာမားတယ်ငါအရက်မတောက်သင့်ဘူးငါဘဝတိုးတက်ဖို့အတွက်တစ်ခုခုလုပ်ရမှာဆိုတဲ့အတန်လေးတစ်ခုတိုးတိုးလေးထွက်လိမ့်မယ်အဲ့ဒီအတန်ကကျွန်တော်တို့ဘဝအကောင်းဖို့အတွက်ဖြစ်လာတဲ့အတန်ဟုတ်တယ်ကိုမားနေမှန်းသိတယ်ဆိုတဲ့အတန်ကိုမားနေတယ်ဆိုတော့လက်ခံတဲ့အတန်အဲ့ဒီအတန်ကဘယ်ချိန်မှာတိုးတိုးသွားလဲဆိုတော့သူများပြောတဲ့စကားပတ်ဝန်းကျင်ပြောတဲ့စကားတွေကိုနားဝင်ပြီးတော့သူများပြောတာတွေကိုယုံနေရင်ကိုယ့်ရဲ့ယုံကြည်မှုအစစ်အမှန်ကအထဲထဲကိုဝင်သွားပြီးတော့မှဘယ်တော့မှပေါ်လာမှာမဟုတ်ဘူးကိုယ့်အိမ်မက်ကိုရှာဖို့ဆိုတာကိုအတွင်းထဲကအတန်ကိုကိုနားထောင်မှတကယ်ကိုရဲ့တကယ်စစ်မှန်တဲ့ကိုလှုပ်ချင်တဲ့အရာပေါ်လာမှာကိုအတွင်းထဲကစကားကိုနားထောင်ရမှာအဲ့တော့အတွင်းထဲကစကားကိုနားထောင်လိုက်ပြီးတော့မှအောင်မြင်အောင်လုပ်လိုက်တဲ့တိုးချောင်းသားကောင်လေးတယောက်ရဲ့ပုံမြင်ရှိတယ်အဲ့ဒီပုံမြင်ကိုဖတ်ချင်တော့စာအုပ်တစ်အုပ်ဖတ်ရမယ်ဒီစာအုပ်ကတော့ဒီမှာအခက်မဲ့တိုးချောင်းသားနဲ့တိန်တရီရှင်နဲ့အမအခက်မဲ့ဒီအခက်မဲ့ကျွန်တော်တို့အင်္ဂလိပ်လိုဖတ်ထားတာဒါပေမဲ့ဗမာလိုဖတ်တဲ့လူတွေဒီမှာနော်ဒီစာအုပ်နော်ဒီစာအုပ်ရဒီစံပြဆိုတဲ့နေရာစိုင်မှာဝယ်လို့ရတယ်။တိုးချောင်းသားရဲ့သူ့စိတ်ထဲကအတန်ကိုနားထောင်ပြီးတော့မှဘလို့အိမ်မက်ကိုရှာလဲသူလမ်းခရီးမှာဘလို့အခက်အခဲတွေတွေ့လဲဘလို့ဆရာကြီးတွေနဲ့တွေ့လဲဆိုတဲ့ဟာကိုရေးထားတာ။အဲ့ဒီအတိုင်းပဲကျွန်တော်လည်းအဲ့ဒီစာကိုဖတ်ပြီးတော့မှပဲကိုယ့်ရဲ့အိမ်မက်ကိုရှာတွေ့အောင်လုပ်နိုင်တာဟုတ်တယ်။အဲ့တော့အဲ့စာကိုဖတ်ကြည့်လိုက်ပါဘဝပြောင်းသွားလိမ့်မယ်နော်ဖတ်ကြည့်ပြီးတော့မှတကယ်လုပ်ကြည့်လိုက်ဘဝပြောင်းသွားမှာကျွန်တော်ဗီဒီယိုကြိုက်တယ်ဆိုရင် profile ကို follow လုပ်ပေးထားနော်ဒီလိုလားဒီစား